စီယာတို့ရရှိထားတဲ့လေ့ကျင့်ရေးအခန်းတွင်မှာတကားတစ်ခုရှိပြီးအဲတကားရဲ့နောက်မှာတော့အခန်းကျစ်တစ်ခုရှိနေတာကြောင့်လေ့ကျင့်ရေးနေရာဖြစ်ရောရုံးခန်းအဖြစ်ပါအသုံးပြုမယ်လို့ဒစီယာကပြောတယ်။အဲဒီနောက်ဒစီယာကငါရှာတွေ့ပြီရိုမန်တီကာကအဲ့ဒါကဘာလဲဒစီယာကပြလိုက်ချိန်မှာရိုမန်တီကာကဟမ်ဒါကဘောလုံးတစ်လုံးလားငါတို့ကဒါကိုလေ့ကျင့်ရေးအဖြစ်အသုံးရမှာလားဒစီယာကဟုတ်တယ်မင်းအာယုံဆိုင်ပြီးတော့လုပ်ဖို့လိုအပ်တာကမင်းရဲ့မှော်ပုံဖော်တဲ့အမြန်နှုံးပဲရိုမန်တီကာကနေငါရဲ့မှော်ပုံဖော်တဲ့အမြန်နှုံးကိုပြောလိုက်ဆိုရင်တော့အဲ့ဒါကတော်တော်လေးမြန်နေဆိုတာငါသိပြီးသားပါနေဝင်ခွင့်ဆောင်ခွင့်တော့ကမျက်မြင်မဲ့လေမှတ်မိရဲ့လားဒစီယာကပြန်ပြောတယ်အမှန်ပဲမှန်တမ်းပြောရရင်မင်းမှော်ပုံဖော်တဲ့အမြန်နှုံးကအစိုးကြီးတော့မဟုတ်ပါဘူးဒါပေမဲ့မင်းသာပါရမီမရှိတဲ့မော်ဆီယာတူဖြစ်နေမယ်ဆိုရင်အဖာတန်းကကျောင်းသားတွေကမင်းကိုအချိန်တရာလောက်ကြော်တက်သွားလောက်ပြီဒီတော့အခွင့်မသာတဲ့အချိန်တွေတခုမှာမင်းအဲကျောင်းသားတွေနဲ့တိုက်ခိုက်ရမယ်ဆိုရင်မင်းရဲ့ကျွမ်းကျင်မှုကအဖာတန်းကကျောင်းသားတွေနဲ့ဓာတ်လူဖြစ်နေရင်တော့ဝင်ခွင့်ဆောင်မှုဘက်ကိုကြက်ဖြတ်ဖို့ကတော်တော်ခက်ခဲဦးမှာပဲရိုမန်တီကာကမေးလိုက်တယ်ဒါဆိုငါတို့ရဲ့ကျွမ်းကျင်မှုကိုအချိန်တိုတွင်းမြင့်နေတဲ့နီလန်တစ်ခုရှိတယ်လို့နင်ပြောနေတာလားဒစီယာကဟုတ်တယ်လို့ဖြေပြီးဘောလုံးကိုပြကအဲ့အရာကဒါပဲလို့ပြောလိုက်တယ်အဲ့ဒီနောက်ဒီနေ့ကစပြီးမင်းရဲ့လေ့ကျင့်ရေးအတွက်ဒါကိုအသုံးပြုရမယ်ပြီးတော့မင်းကိုငါမန်နမရွတ်ဖက်ဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးမယ်မန်နမပါပဲအဲ့ဒါကလုပ်ဖို့မဖြစ်နိုင်ဘူးဆိုတာကိုနင်သိတယ်မလားဟမ်အဲ့ဒါကတေချာပေါက်ဖြစ်နိုင်တယ်အခုကဘယ်လိုလုပ်ရမလဲဆိုတာကိုသဘောမပေါက်သေးလို့ပဲပုံမှန်အပြင်မော့စပဲတစ်ခုပြောဖို့စူးစမ်းပြီးမှအသက်ဝင်တာဒါပေမဲ့စာသားတွေမရွတ်ဖက်သုံးမယ်ဆိုရင်မင်းကမှော်ကိုချက်ချင်းပဲပုံဖော်နိုင်လိမ့်မယ်ရိုမန်တီကာကဒီဖြစ်စဉ်ကသီအိုရီရပဲဖြစ်နိုင်တာမဟုတ်ဘူးငါရင်ကလူတယောက်အဲ့လိုသုံးတာကိုမမြင်ဘူးဒစီယာကစိတ်ထဲကနေအဲ့လိုလုပ်နိုင်တဲ့သူကနင်ကလွယ်ပြီးတခြားသူမရှိဘူးရိုမန်တီကာအဲ့ဒီနောက်မင်းတောင်ကိုမလုပ်ချင်ဘူးဆိုရင်ကြောက်တုံးလိုပေါင်မုတ်တွေဆက်စားဖို့အဆင်ပြေမယ်လို့ငါပြောနေတယ်ရိုမန်တီကာကတပင်းချလိုက်ပြီးကောင်းပြီဒါဆိုငါဘာလုပ်ဖို့လိုတာလဲဒစီယာကမြေပြူနဲ့စဝိုင်းတစ်ခုကိုဝိုင်းလိုက်ပြီးရိုမန်တီကာကိုဘောလုံးနဲ့အတူစဝိုင်းတစ်ခုနဲ့ထားကအဲဘောလုံးကိုဟိုစဝိုင်းစီကိုရွှေ့ရိုမန်တီကာကလက်နဲ့ပြစ်မလို့လုပ်ချင်ဒစီယာကအဲ့ဒါကိုပြစ်လို့မရဘူးပြောတယ်သူကကာယအင်အားသုံးတာကိုတားမြစ်တယ်အခုကစပြီးပတ်ဝန်းကျင်ကလေကိုကျွန်းကျင်စွာကိုင်းတယ်ပြီးတော့ဘောလုံးကိုဟိုစဝိုင်းစီရောက်အောင်ရွှေ့ရမယ်ရိုမန်တီကာကကြိုးစားကြည့်မယ်ပြောတယ်ဒစီယာကစိတ်ထဲကနေလေစီးကြောင်းထိန်းချုပ်တာကလုံးရတာထက်ကြားရတာကပိုလို့ရတယ်ဆိုတာကိုငါသိပေမဲ့လူတယောက်ကငှက်တဲ့ကောင်ရဲ့အတောင်ပံကိုအသုံးချတဲ့ရှုထောင့်မျိုးမြင်ဖို့လိုအပ်တယ်တာမန်လူတွေဒါကိုစောက်ကန်နိုင်မှုခက်ခဲပေမဲ့နင်ဆိုရင်လုံးနိုင်မယ်ဆိုတာငါသိတယ်ရိုမန်တီကာမင်းကဒီလေးချင်းကိုကျွမ်းကျင်သွားရင်ဘယ်အဆင့်တစ်မှောက်ကိုမဆိုဘာစကားမှမပြောဘဲနဲ့ထုတ်ပေါ်နိုင်လိမ့်မယ်ဒစီယာကပြောလိုက်တယ်နင်သိလားအစပိုင်းတော့ဘောလုံးကိုရွှေ့အောင်လုပ်နိုင်မှာမဟုတ်ဘူးဆော့ဆော့ကနင်တက်ရှင်းလို့တော့မှော်ကိုအသုံးပြုခဲ့တယ်မလားရိုမန်တီကာကအဲတုန်းကတစ်တာအရန်လေးလို့ပြန်ဖြေတယ်ဒစီယာကအခန့်စာချက်ကိုမှတ်မိဖို့စူးစမ်းကြည့်ဖို့ပြောပြီးမင်းကတခုခုကိုရွှေ့ချင်တာကြောင့်မှော်ကိုအသုံးပြုခဲ့တယ်လေကိုအသုံးပြုပြီးတခုခုကိုရွှေ့ချင်တဲ့စိတ်မင်းမှရှိမှတေးကြတယ်ရိုမန်တီကာကစိတ်ထဲကနေအဲတုန်းကငါမှတ်မိတာကငါရှုပ်ပေါအောင်လို့နင်းစိတ်ယူပေါက်သွားတာရိုမန်တီကာကစူးစမ်းကြည့်မယ်ဟုဆိုကစိတ်ထဲကနေလေကိုအသုံးပြုပြီးဒါကိုရွှေ့ရမယ်လို့ရေးယူရင်စူးစမ်းလိုက်တယ်ဘောလုံးကမဆိုးသလောက်လေးရွှေ့သွားခဲ့ပြီးရိုမန်တီကာကဝမ်းသာအားရနဲ့ထိုးပြသလိုဒစီယာကလည်းမဆိုးဘူး14ချင်းလို့ပြောတယ်ရိုမန်တီကာကတော့ဒစီယာချစ်ကျူလို့ပြောသွားပါတယ်အဲ့ဒီနောက်ဒစီယာကပရန်ကိုလှမ်းခေါ်လိုက်တယ်ပရန်ကလည်းသူ့လှည့်လာလို့မေးလိုက်ပြီးဒါသမားလို့လေးချင်းရမှာလားဘာလို့တင်လဲမေးလိုက်တယ်ဒစီယာကတော့အယူသားသုံးပြောရရင်ငါမင်းကိုတင်ပေးနိုင်တာဘာမှမရှိဘူးပရန်ကတော့အာသူနာကဘာလို့လဲလို့မေးတယ်ဒစီယာကပြေဆုံးတဲ့ဒါသမားတယောက်ဖြစ်နေတာမို့အခုစမဝတ်တယ်လုံးလောက်ပြီးဟုဆိုကသူ့လိုဒါသမားမျိုးကအဖာတန်းမှာတော့မရှိတော့ဘူးလို့ပြောတယ်ပရန်ကတကယ်လားမေးချင်ဒစီယာကစိတ်ထဲကနေမင်းအသွားတော့ကိုကင်ပြီးတရှိကြီးကိုမသုံးရင်ပေါ့မင်းကငွေအောင်ဓာတ်ကိုကင်ပြီးရှေ့တန်းကနေရန်သူတွေကိုတက်ခတ်ခဲ့တယ်အဲခန်းထားတဲ့ဒါသမားကရှင်းတဲ့သူတွေကြားထဲမှာရက်တည်နိုင်ခဲ့တယ်အဲနောက်ဒစီယာကပရန်ကိုမေးလို့ရလားမေးတယ်သူကမင်းရဲ့ဓာတ်ကိုဘာလို့အသုံးမပြုတာလဲဒါကိုကြားလိုက်ရချင်းပရန်တယောက်မျက်လုံးပြူသွားရတယ်အဲနောက်သူအသွားဓာတ်ကင်တော့ဘလို့သိလဲမေးပြီးတကယ်ပြပြရမလားမေးတယ်ဒစီယာကတော့အဖွဲရခုံကားနဲ့အားနဲ့ချက်ပေါ်သက်ဆိုင်နေလို့တိဖို့လိုတယ်လို့ဖြေတယ်ပရန်ကအဲ့လိုဆိုရင်သူနဲ့ခဏတော့လိုက်ခဲ့ပေးနိုင်မလားလို့မေးလိုက်ပါတယ်ပရန်တယောက်ဒစီယာနဲ့အတူထွက်လာခဲ့ပြီးရိုမန်တီကာတယောက်တည်းထားခဲ့တာကြောင့်အဆင်ပြေရလားမေးနေတယ်ဒစီယာကတော့ပြေတယ်လို့ပြန်ဖြေတယ်အဲဒီနောက်ပရန်ကဒစီယာကိုခေါ်ပြီးပြောတယ်ကျွန်တော်အဖေကိုတစ်ခါမှမမြင်ဘူးကျွန်တော်အမေကအရက်သားတူဖြစ်ပြီးဖေကတော့အထက်တန်းလာမိသားစုတွေကတယောက်ပါကျွန်တော်ကတရားမဝင်သားတယောက်ပေါ့ကျွန်တော်ကိုယ့်ကိုပြမဲ့အရာကအဖေကျွန်တော်အတွက်ထားခဲ့တဲ့ပစ္စည်းပဲအဲ့ဒီနောက်ဒစီယာကခေါင်းတစ်ခုပေါ်မှာထိုင်ဆောင်နေတယ်ပရန်တယောက်ရောက်လာပြီးဒစီယာလက်ကြည့်ချိန်မှာအံ့အားသင်ကားရတယ်ပရန်ကအသွားဓာတ်အိမ်နဲ့ဓာတ်တက်လက်ကိုကင်ထားပြီးဒါကအဖေကျွန်တော်အတွက်ထားခဲ့တဲ့အသွားဓာတ်ပါဒစီယာကခဏကန်ကြည့်လိုက်တယ်အဲ့ဒီနောက်ဒါကအသွားဓာတ်အနေနဲ့ဆိုရင်တော့အရန်ပေါ်လုံးတယ်ဒါနဲ့တင့်တော်တဲ့တက်ခတ်မှုတွေမင်းလုံနေရလားလက်ကင်မှာစာရေးထိုးထားတာလားပရန်ကတစ်ဖက်ခုံမှာဝင်ထိုင်လိုက်ပြီးဒီဓာတ်ကိုကျွန်တော်ရှာတွေ့ခဲ့တာ6နှစ်ဝန်းကျင်လောက်ရှိပါပြီကျွန်တော်တို့အဖေထားခဲ့တယ်လို့ယုံကြည်ခဲ့မိတာအဲ့ချိန်ကလေးကကျွန်တော်ဓာတ်သမားတယောက်ဖြစ်အောင်လေ့ကျင့်ခဲ့တယ်ဒီနေ့အဖေရဲ့ဆောင်နိုင်ခဲ့ရင်သူကုန်ယူရတဲ့တယောက်ဖြစ်ချင်တယ်သူခြံထားခဲ့တဲ့ဓာတ်ကိုကျွန်တော်ဘယ်လိုမျိုးကိုင်ဆောင်နိုင်လဲဆိုတဲ့သူ့ရဲ့အထင်ကြီးမှုကိုရကြတယ်ဒါပေမဲ့ကျွန်တော်အမေကတော့မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းထဲမှာစိုးရိမ်မှုအပြည့်နဲ့ကျွန်တော်ကိုအမြဲတမ်းကြည့်နေခဲ့တယ်သူတေကနေအချိန်မှတော့အဖေရဲ့နာမည်ကိုလုံးဝမပြောပြခဲ့ဘူးဒစီယာကစိတ်ထဲကနေတရားမဝင်ကလေးတွေကအထက်တန်းလာတွေအတွက်မကြာခဏဆိုသလိုအဆက်ရစရာလက္ခဏာတစ်ခုအဖြစ်အမြင်ခံရတယ်
ဘာကုန်မှမရှိတဲ့တရားမဝင်သားဖြစ်တဲ့သူ့ပစ္စည်းကိုတွားခဲ့ရင်ပရန်ကယ်ဒမီမှာဒါကိုလုပ်ဖို့မဖြစ်နိုင်ကြီးကပုံများတယ်ပရန်ရဲ့အမေသူကတည်ဆုံးပြီးချိန်မှာတော့ပရန်ကိုကောက်ွယ်ဖို့အမြဲအပေါ်ကနေကြည့်နေတယ်ပရန်ကဆက်ပြောတယ်အမေကျွန်တော်ကိုတတိပေးခဲ့ပေမဲ့လည်းအဖေဘယ်သူလဲဆိုတာကိုသိချင်ခဲ့တယ်ကျွန်တော် Hebrew Academy ကိုလာတာအဖေကိုတွေ့ချင်လို့ပဲဒီမှာအဖေကဘယ်သူလဲဆိုတဲ့တဲလွန်စာကိုရှာတွေ့နိုင်မယ်လို့ထင်ခဲ့တာကျွန်တော်အဲ့ဒါကိုဒီသားနဲ့စစ်ဆေးဖို့ဆုံးဖြတ်ခဲ့တယ်စစ်ဆေးပြီးတဲ့နောက်မှာတော့ဒါကဈေးပေါ်တဲ့တန်တာတစ်ချောင်းပြပြောင်းသွားတယ်အမေနဲ့ကျွန်တော်တို့အဖေထားခဲ့တဲ့တစ်ခုတည်းသောပစ္စည်းကတာမန်ဈေးပေါ်တဲ့ဓာတ်လက်ဖြစ်သွားခဲ့တယ်ဒီလိုပစ္စည်းမျိုးကအမေနဲ့ကျွန်တော်တို့အဖေထားခဲ့တာတဲ့ပြီးတော့ကျွန်တော်ကဒါကိုကျွန်တော်တို့ထူကြပြီးအဖိုးထိုက်တဲ့အရာလို့ထင်ခဲ့တာဒါပေမဲ့ဒါကတော်တော်မကျတဲ့ပစ္စည်းတစ်ခုပဲပရန်ကဒါကိုနာကြီးဒေါသထွက်တဲ့ခန်းစားချက်တွေနဲ့လွှတ်ပစ်လိုက်တယ်အဲ့ဒီနောက်ဆက်လက်ငိုကြွေးနေခဲ့တယ်လို့ဒစီယာကလည်းဓာတ်ကိုငေးကြည့်နေမိတယ်ညဘက်လမ်းမေးကခုံလေးတစ်ခုပေါ်မှာဒစီယာတယောက်တည်းထိုင်ပြီးတွေးနေတယ်သူ့မှာဒီလိုအခြေအနေမျိုးရှိမယ်လို့ငါမစင်စားခဲ့မိဘူးငါပရန်ကိုကူညီနေတာမရှိတော့ဘူးလားပြန်လာတဲ့လမ်းတစ်လျှောက်မှာလည်းဒစီယာကပရန်ကိုကူညီနိုင်မှုကိုသာဆက်ပြီးတွေးနေခဲ့ပါတယ်အတိတ်ကပရန်ဓာတ်ကိုနောက်တစ်ချိန်ဘလို့ခိုင်းခဲ့ရလဲအဲ့နောက်တစ်ခုကိုအမှတ်ရသွားပြီနေပါဦးအတော်ဒါသူငါ့ကိုဒီနေ့ပြခဲ့တဲ့အဲ့ဒါပဲအတိတ်တုန်းကငါအဲ့ဒါကိုတွေးခဲ့ဘူးလားသတိရပြီဒစီယာတရားပရန်ရဲ့အိမ်ကိုအပြေးလာပြီးပရန်ကိုအော်ခေါ်နေတယ်ပရန်မင်းဘက်မှာလဲဓာတ်တိုင်းလေးကြီးနေတဲ့ပရန်ကသူ့ရှိချောင်းပြန်ဖြေတယ်ဒစီယာကပရန်ရဲ့ဓာတ်ကိုထပ်ကြည့်လို့ရမလားမေးလိုက်ချင်ပရန်ကအဲ့ဓာတ်ကြောင့်ကိုသူထပ်ပြီးမပြောချင်တော့ဘူးပြောတယ်ဒစီယာကတော့ဒါကစိတ်ရောကိုယ်ပါပြင်ပန်းစေတဲ့တောင်းဆိုမှုဆိုပေမဲ့နောက်တစ်ချိန်လောက်ထပ်ပြပေးဖို့တောင်းဆိုနေတယ်ပရန်ကတော့ခွင့်လွတ်ပါကျွန်တော်အဲ့ဒါကိုလူလားမှမဟုတ်တော့ဘူးဒစီယာကတော့ဆက်ပြီးပြပေးဖို့တောင်းဆိုနေတော့မှပဲပရန်ကတော့ဟဲ့နေတော့ဘူးအကူအဲ့ဒါကိုကျွန်တော်ရောင်းလိုက်ပြီဒါကတော့ Hebrew Academy ရဲ့ဈေးစီရင်စုပဲဖြစ်ပါတယ်ဒစီယာနဲ့ပရန်တို့ကဈေးထဲရောက်လာကြတယ်လို့ဒစီယာကအတိတ်တုန်းကရောက်ဖူးတဲ့အမှတ်တရတွေကိုပြန်တွေးနေတယ်ပရန်ကဒစီယာကိုလမ်းတစ်ခုစီခေါ်သွားလိုက်တယ်ဒစီယာတော့ပထမဆုံးသူရောက်ဖူးတဲ့နေရာမှာကြောင်းသွားပါတယ်သူတို့ရောက်နေတာကရှေးအောင်ပစ္စည်းရောင်းဆိုင်တစ်ခုရဲ့အဝင်မှာဖြစ်ပါတယ်ဆိုင်ရှိမှာတော့စိတ်ပြောင်းသွားရင်တော့ငွေပြန်မှမဟုတ်ကြောင်းရေးထားတဲ့စာသားတစ်ခုကိုထားထားတယ်ဒစီယာကတော့ဒီနေရာကငွေကိုအရန်လောဘကြီးတဲ့ပုံမှန်လို့တွေးနေခဲ့တယ်ဒီအချိန်မှာပရန်ကမစ္စတာဒစီယာကျွန်တော်နောက်တစ်ခေါက်ထပ်ပြောမယ်အဲ့ဒါကိုနောက်တစ်ခေါက်ကျွန်တော်မကင်တော့ဘူးထားရပဲအဲ့နောက်ဒစီယာတို့ကတကားကိုပွင့်လိုက်ပြီးရှောက်လန်းတစ်ခုကိုတွေ့လိုက်ရတယ်အဲကနေဖြတ်ဝင်လာပြီးနောက်တဲ့တကားတစ်ခုရှိရောက်လာတယ်တကားကတန်တကားနဲ့ပြုတ်ထားတာကြောင့်ဒီမှာလုံခြုံရေးတော်တော်တင်းကျပ်တာပဲလို့ဒစီယာကတော့တွေ့တယ်ရွှေရောင်နှာခေါင်းကြီးကြီးနဲ့ရဲနေတဲ့ရုပ်ဆူဆူအယုတ်ရဲ့လက်ကန်ကွင်းကိုဒစီယာကကိုင်းလိုက်ပြီးတကားကိုခောက်လိုက်တဲ့အခါအထဲကနေလူကြီးတယောက်ကတကားကိုဖွင့်လာတယ်လုံခြုံရေးအတွက်ဘာရီယန်တယောက်ကိုတော့ခဏတာလို့ဒစီယာကတွေးမိပြန်တယ်ဘာရီယန်ကသူတို့ကိုကြိုဆိုပြီးနှစ်ယောက်သားဆိုင်ထဲကိုဝင်လာခဲ့ကြတယ်အဲမှာဆိုင်ရှင်ဖြစ်သူကမင်းတို့ကတခိုးတွေနဲ့မတူဘူးကြိုဆိုပါတယ်ကျိုးပြောပြီးနောက်ဆိုင်ရှင်ကသူ့ကိုသူမိတ်ဆက်လိုက်ပါတယ်ပရန်ကိုလည်းလက်တလောကမှလာထားတာလားလို့မေးပြီးဘာကိစ္စရှိလို့လဲလို့မေးပြန်တယ်တခြားပစ္စည်းကြောင့်မို့လားမေးချိန်ဒစီယာကကျွန်တော်တကယ်ချင်းရောင်းခဲ့တဲ့ပစ္စည်းကိုကြည့်ကျင်လို့ပါဆိုင်ရှင်ကတော့ပြန်ရနေဆိုတာမရှိဘူးဆိုင်ရှင်မှရေးထားပြီးသားဆိုပြီးပြောချိန်ဒစီယာကပစ္စည်းပြန်ဝယ်ဖို့လာတာလို့ဖြေတယ်အဲနောက်နှစ်ဖက်စလုံးကရင်မောလိုက်ကြတယ်ဆိုင်ရှင်ကဒါဟာတန်ကြီးတက်တွေနဲ့ဓာတ်လက်တာဖြစ်ပြီးအလားစီုံတက်တက်ဖြစ်ကအထက်တန်းလာတွေကခင်မင်းရင်းနေတဲ့သူတွေကိုပေးတဲ့လက်ဆောင်တစ်ခုပဲလို့ပြောတယ်ပစ္စည်းကိုပြန်လို့ချင်းရင်ငွေ10ပြားပေးရမယ်လို့ပြောပါတယ်ပရန်ကတော့သူရောင်းတော့ငါကြေးပြ90ပဲတန်နေပြောတာဆိုပြီးအော်ပြောနေခဲ့တယ်။ဆိုင်ရှင်ကတော့မလိမ့်တစ်ပတ်နဲ့ဒေါသတမှုကိုပဲစစ်ပေးခဲ့တာဖြစ်ပြီးအကုန်လုံးတွက်ပေးခဲ့တာမဟုတ်ဘူးပြောတယ်။ပရန်ကသူ့ကိုလှည့်စောသားလို့ဒေါသထွက်နေချိန်ဒစီယာကတားလိုက်တယ်။ဆိုင်ရှင်ကတစားစင်သားနာတွေသာဘလို့လှုပ်ထားတာလဲသိရင်ငွေပြား80တောင်းမှပြောပြီးငွေဆက်ချေခြင်းသေးလားမေးလိုက်တယ်။ဒစီယာကငွေကိုချပေးပြီးဝယ်ခြင်းသေးတယ်လို့ပြောလိုက်တယ်။အဲနောက်ပရန်ကိုပေးလိုက်ပြီးပရန်တယောက်ကတော့သူ့ဓာတ်ကိုထက်ကင်မှမဟုတ်တဲ့အကြောင်းပဲပြောနေတော့မှာပဲ။ဒစီယာကတော့သူ့ကိုယုံပြီးယူထားအောင်ဆိုကမင်းလက်ကင်ညှော့ချောင်းလေးတွေကိုတွေ့လာလက်ချောင်းကိုတင်ပြီးအောက်ကိုဆွဲချပေးနိုင်မလားပရန်ကပြောတဲ့အတိုင်းလုပ်လိုက်ပါတယ်